ရုတ်နိုင်ငံရှန်ရှီပြည်နယ်ရန်အန်မြို့ဟာ1935ခုနှစ်ကနေ1948ခုနှစ်အထိတရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီခြေစိုက်ရာနေရာဖြစ်ခဲ့တာကြောင့်ဒီနေရာကိုမြင့်မြတ်တဲ့မြေလို့ခေါ်ဆိုခဲ့ကြပါတယ်။လွန်ခဲ့တဲ့နှစ်80ကျော်ကတရုတ်ပြည်တွင်းပြည်ပကတောင်းနှဲချီတဲ့မျိုးဆက်သစ်လူငယ်တွေဟာဒီနေရာကသူတို့အတွက်မျှော်လင့်ချက်တွေရှိတဲ့နေရာဖြစ်တယ်ဆိုတဲ့ယုံကြည်ချက်နဲ့လာရောက်ခြေချခဲ့ကြပါတယ်။အရင်ကစိုက်ပျိုးရခက်ခဲတဲ့ဒီအဝါရောင်မြေတွေဟာဒီနေ့မှာဆင်းဆူမှုတွေနဲ့ပြည့်နှက်နေပါတယ်။ရန်ကလူတွေကဒုက္ခကိုမကြောက်ဖ ೇನೆ ကြိုးစားရုန်းကန်ခြင်းနဲ့စိတ်နဲ့ဒီဝါရောင်တောင်တန်းမြေတွေကိုစိုက်ပျိုးမြေဖြစ်အောင်လို့ဘလို့များပြောင်းလဲခဲ့ကြလဲဆိုတာစိတ်ဝင်စားစရာလည်းကောင်းပါတယ်။ဒါကြောင့်နှစ်ပေါင်း80ကျော်ကာလတုန်းကလူငယ်တွေအခြေချနေထိုင်ခဲ့တဲ့ဒီနေရာဟာလက်ရှိမှာဘယ်လောက်ထိများတိုးတက်ပြောင်းလဲမှုတွေဖြစ်ပေါ်နေပြီလဲဆိုတာကိုသိချင်တာကြောင့်ရန်မြို့ကိုကျွန်တော်တွားရောက်စူးစမ်းလေ့လာဖြစ်ခဲ့ပါတယ်ခင်ဗျာ။ကိုကျော်ဟုတ်ကဲ့အခုကျမတို့ဒီဆိုင်ရှိပြည်နယ်ရန်မြို့ကိုရောက်နေပြီနော်ဟုတ်ကဲ့ပါဒီရန်အမြို့မှာပေါင်းတာရှမ်းကနာမည်ကြီးရယ်လို့ကြားဘူးတယ်ဒီပေါင်းတာရှမ်းကရန်မြို့ရဲ့တင်ကြတဲ့အဆောက်အအုံတစ်ခုလေဟုတ်ကဲ့ဟုတ်အင်းတုံးကလူငယ်တွေကလည်းဒီရန်မြို့ကိုတော်တော်များများလာကြတယ်ဟုတ်ကဲ့ပါဒီလူငယ်တွေကပေါင်းတာရှမ်းကြောင့်လာခဲ့ကြရလားလွန်ခဲ့တဲ့နှစ်ပေါင်း80တုန်းကတရုတ်ကွန်မြူနစ်ပါတီကဒီရန်မြို့မှာအခြေစိုက်ခဲ့ပူတဲ့အဲအကြောင်းလူငယ်တွေအတွက်မျိုးနစ်ချက်တွေရှိမှာပဲဆိုပြီးတရုတ်လူငယ်တွေရောအရှေ့တောင်အာရှကလူငယ်တွေရောသူတို့ကဒီရန်မြို့ကိုတော်တော်များများလာကြတာဟုတ်ကဲ့ပါအပေါ်သွားကြည့်မယ်လေသွားကြည့်မယ်လေပေါင်းတာရှမ်းဟုတ်ဒါနဲ့စုပါတယ်ဟုတ်ကဲ့အရင်တော့ကလေဒီရန်အမြို့ကိုလူငယ်ဘယ်လိုများလာခဲ့ကြလဲမသိဘူးเนาะအဲ့ဒီအချင်းတုံးကဒီရန်မြို့ထဲမှာလူငယ်တွေ9000လောက်လာရောက်ကြတယ်တချို့ကတော့တက်ခတ်ရဲမှာပါဝင်ကြတယ်တချို့ကတော့ဒီရန်မြို့မှာအရန်ထူးဆန်းတဲ့ကွန်တက်ကတူလိုမျိုးဥပမာစစ်ရဲတက်ကတူပြီးတော့ကျောင်းလိုမျိုးအဲ့လိုမျိုးနေရာမှာတူတူကပညာတွေတင်ယူခဲ့ကြတယ်ဟုတ်ကဲ့အဲ့ဒီအချင်းမှာတူတူရဲ့အချင်းတွေကအရန်ခက်ခဲပေမဲ့ဒါမဲ့တူတူရဲ့စိတ်ဓာတ်ကအရန်တက်ကြွပြီးအာမန်တဲ့ဟုတ်ကဲ့ပါအဲ့ဒီအချိန်မှာသူတို့ရဲ့အသက်က20လောက်ပဲရှိရုံပဲเนาะဟုတ်တယ်ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့နိုင်ငံခြားနေပြီးတော့ဒါနိုင်ပေါင်းထောင်ချီဝေးတဲ့ခီးယူလာခဲ့ကြတယ်ဆိုတော့သူတို့ရဲ့စိတ်ဓာတ်ကတကယ်ကိုပဲဒါယုံကြည်မှုတွေပြေဝရှိကြမှာပဲเนาะဟုတ်တယ်ကိုကျော်ဟုတ်ကဲ့ကျမကဟိုအရင်တုန်းကဒီလူငယ်နဲ့ပတ်သက်တဲ့ဇက်လန်းတပုတ်ပြောပြမယ်စိတ်ဝင်စားတယ်ကြည်ဟုတ်ဒီတပ်ပုံထက်ကလူကအရင်တုန်းကဒီရန်မြို့ကိုလာတဲ့လူငယ်တယောက်ပဲဟုတ်ကဲ့သူ့နာမည်ကခုံမတ်လို့ခေါ်ပါလေသူကအင်ဒိုနီးရှားနိုင်ငံကတရုတ်အနွယ်ဖွားလူငယ်တယောက်ဟုတ်ကဲ့ဟုတ်သူကဒီရန်မြို့မလာခင်ဒီနောက်ကျောမှာရက်ထားတယ်လေသူကအမေကိုရက်ထားတဲ့စာအမေကျွန်တော်ကိုနိုင်ငံအတွက်အနှံလိုက်ပါတဲ့ဟုတ်ကဲ့ပါသူကဒီရန်မြို့မှာလာတော့ကအသက်က19နှစ်ပဲရှိတယ်သူတို့ရဲ့စစ်တပ်ကလေးစားစရာကောင်းတယ်နော်ဟုတ်တယ်ဒါနဲ့လေ1939ခုနှစ်ကနေပြီးတော့1942ခုနှစ်အတွင်းမှာလေနေချဲတွေကတရုတ်ကိုလာပြီးတော့နိုင်ငံတကာတည်ပို့ဆောင်ရေးလမ်းကြောင်းကြီးကိုဒါဖျက်တောက်ခဲ့တယ်လို့သိရတယ်ဟုတ်တယ်အဲ့ဒီအချိန်တုန်းကဒီမြန်မာနိုင်ငံကတရုတ်နယ်ဘွားတွေကလည်းဒီယူနယ်မြန်မာလမ်းမကြီးတစ်လျှောက်မှာကုန်ပစ္စည်းတွေထောက်ပံ့ကူညီပေးခဲ့ကြတယ်တဲ့ဟုတ်တယ်သူတို့ကိုတော်တော်လေးစားပါလေတိုက်ခိုက်ရဲမှာသူကအသက်ဆုံးရှုံးတာတော့သူတို့မကြောက်ဘူးကိုကျော်ဟုတ်ကဲ့ဒီနေရာကတော့ရန်ကျန်းလင်ပါဟုတ်ကဲ့အင်ကဒီကွန်မြူနတီပါတီဒီရန်မြို့မှာအခြေချတဲ့နေရာပဲအရင်တုန်းကဆိုမောင်စီတုံးရောကျိုးရန်လာရောကျိုးတယ်ရောဒီလိုမျိုးကောက်ဆောင်သူကဒီမှာအလုပ်လုပ်ကြတယ်ဒီနေရာမှာနဲ့နေထိုင်ကြတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ဒီနေရာနိုင်ငံခေါင်းဆောင်တွေနဲ့အတွေးခေါ်ပညာရှင်တွေအများကြီးယူတာမွေးထုတ်ပေးခဲ့တဲ့နေရာပေါ့နော်ဒါပေါ့ဟုတ်ကဲ့ဒါလေးကိုကြည့်ပါဒါကအရေးပါတဲ့အဆောက်အအုံတစ်ခုပဲဟုတ်ကဲ့1945ခုနှစ်မှာလေဒီတရုတ်ကွန်မြူနစ်ပါတီရဲ့တသက်မှတ်ကြီးပြည်လုံးဆိုင်ရာကွန်ဂရက်ကဒီနေရာမှာကျင်းပထားတဲ့ဟုတ်ကဲ့ဟုတ်ဒီအစည်းအဝေးမှာမောင်စေတုံးရဲ့အတွေ့အခေါ်ကပါတီတစ်ခုလုံးရဲ့လမ်းညွန်အတွေ့အခေါ်ဖြစ်လဲတေဝန်တတ်မှတ်ထားတယ်ဟုတ်ကဲ့ပါဟောလေးလာကြည့်မယ်လေကို
古种， ဟုတ်ကဲ့ 第少部个美色背景的， ဟုတ်ကဲ့ဟုတ် 同心同德， ဟုတ် 话四度古度四龙年六木个马哈银牙之辈， ဟုတ် 第少部个运动个都个烂烂进动家的， ဟောဟုတ်ကဲ့ပါဒါဆိုရင်တော့အချင်းချင်းစီလုံးညီညွတ်မယ်ဆိုလို့ရှိရင်ပြင်ပဖိအားရဲ့ဘယ်တော့ပဲလာလာမပြုတ်ကွဲဘူးဆိုတဲ့သဘောပဲနော် 好的大部。 ကောင်းကောင်းလွန်ခဲ့တဲ့နှစ်80ကျော်ကနိုင်ငံကောင်းဆောင်တွေဒီမှာနေခဲ့ကြရပဲနော် 好的，达到毛泽东那一类。 ဟောဟုတ်ကဲ့哦，ဒါအရင်တုန်းကမောင်စေတုန်းကစာပေရထားတဲ့ပုံပဲ ဟုတ်ကဲ့ဟုတ် အရင်တုန်းကလည်းကောင်းဆောင်သူကနေ့ဖက်မှာဆိုနိုင်ငံရေးကိစ္စတွေတာဝန်ယူကြတယ်ညဖက်မှာဆိုသူကနေမှာစာပေတွေရထားကြတယ်အရင်တုန်းကမောင်စေတုန်းကဒီနေမှာအောင်မြင်မှုစိတ်ဝှဆောင်နိုင်တဲ့စာပေတွေအများကြီးရထားကြတယ် ဟောဟုတ်ကဲ့ပါဒါသူစာရေးသားရတဲ့ခုံဖြစ်မယ်နော် ဟုတ်တယ် ကိုကျော် ဟုတ်ကဲ့ ဒီရန်အန်းစိတ်ဓာတ်နဲ့ပတ်သက်တဲ့နေရာကနောက်တစ်ခုရှိသေးတယ် ဟောဟုတ်ကဲ့ နန်းနီဝမ်ပဲ နန်ဒီ1 ဟုတ် ဟုတ် အဲ့ဒီနေရာကိုလည်းဘလို့အောင်မြင်တိုးတက်မှုတွေရရှိခဲ့တာလဲဆိုတာဟွာနှစ်ဖက်မှာကိုကျော်ကိုလိုက်ဖို့မလဲ ဟောဟုတ်ကဲ့ပါစိတ်ဝင်စားရဒါဆိုနှစ်ပြန်သွားကြမယ်နော် ဒါနဲ့စုပါဒီနေရာကလေအရင်ကစိုက်ပျိုးလို့မရတဲ့မြေဖြစ်ခဲ့တာဟုတ်ကဟုတ်လားဒီမှာကျိုးလက်စီတစုံစိမ့်ဆိုထားပါနေရောပဲနော် ဟုတ်တယ်အရင်ကဆိုဒီနေရာကတော့ရဲမယ်ပဲ ဟုတ် ဒါပေမဲ့1940ခုနှစ်မှာစပြီးဒီနန်းနီဝမ်မှာတို့လာပြီးတော့ဒီနေရာမှာစိုက်ပျိုးရဲတွေလုပ်ကြတယ်ကိုကျော် ဟုတ်ကဲ့ အခုနန်းနီဝမ်တော့လွန်ခဲ့တဲ့80ကျော်တုန်းကဟွာအခြေအနေလုံးဝမတူတော့ဘူး ဟုတ်ကဲ့ ဒီစပါးခင်းကိုကြည့်ဒီစပါးတွေကိုဘယ်လိုဆက်လဲဆိုပြောကြည့်ပါ ဒါကဟွာလေလူတွေနဲ့ထွင်ရဲစိုက်ပျိုးထားမှာမဟုတ်ဘူးလား မဟုတ်ဘူးအခုဒီနိုင်နေဝမ်းမှာတော့ဒီစိုက်ပျိုးရဲမှာဟွာဉာဏ်ရည်သူနီးပညာနဲ့တုံးတာအရန်များတယ် ဟုတ်ကဲ့ ဒီလိုမျိုးစိုက်ခင်းလေဆက်တလုံးဆိုလို့ရှိရင်ဒီနေ့မှာအဲ့က90ကျော်ကစိုက်ပျိုးနိုင်တယ် အော်ဒါဆိုရင်တော့ဒီစက်တွေပေါ်လာတော့လူတွေလည်းချင်းကုန်တက်တာသွားတာပေါ့နော် ဟုတ်တယ် စုပါ ဟုတ်ကဲ့ ဒါကရွှေရန်အန်းရဲ့ရှင်းမြူဟောင်းလမ်းလား ဟုတ်တယ်ဒီနေရာကရိုးရရင်ကျင်းမှုတွေအများကြီးရတဲ့နေရာပဲ ဟုတ်ကဲ့ဟုတ် ဒီလိုမျိုးရင်ကျင်းမှုခံစားလို့ရလို့ခရီးသွားတွေကဒီမှာအရန်ကြိုက်ကြတယ်ဒီအဆောက်အုံတွေကိုကြည့်ဒီလိုပုံစံလဲလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်တုန်းကဒီရန်မြို့ဟောက်ရဲ့ပုံစံကိုပြန်လည်တည်ဆောက်ထားတာ အခုဒီနေရာကိုလာရောက်ရတာကလေဒီအရင်ခေတ်ကပုံစံပြန်ရောက်သွားသလိုခံစားရတယ် ဟုတ်တယ် အိုးရှေ့ကပ်ပြီခပ်ပြီ ဟ
ရန်လည်းဖူကောင်းတယ် ဟုတ်တယ် ကိုကျော်အခုလည်းကျမတို့ဒီလိုတမိုင်းကြမှာကိုယ်တိုင်ပါဝင်ကြတာကအမှတ်တရလည်းပူပြီးရတယ်နော် မှန်တာပေါ့ပြီးတော့ဒီလွန်ခဲ့တဲ့နှစ်80ကျော်ကာလတုန်းကရန်အန်းရဲ့တမိုင်းကိုဒါကိုယ်တိုင်သွားရောက်ပြီးတော့ကြည့်ရှုရတယ်လို့ပဲနော် ဟုတ်တယ်အခုလေဒီရွှေရန်အန်းဈေးတိုင်းမှာလေဟွာအင်ဂျင်မှုထုတ်ကုန်ပစ္စည်းအမျိုး200ကျော်ရှိတယ် ဟုတ်ကဲ့ တူတူကဒီလိုမျိုးတမိုင်းကျောက်ကိုဟွာခရီးသည်တွေရဲ့လက်ဆောင်ပစ္စည်းထက်မှာလည်းထပ်ထားတယ်လေ ဟုတ်ကဲ့ဟုတ် အခုဒီဈေးတိုင်းမှာတက်ခုခန်းရှိတယ်စားတော့ဆိုင်ရှိတယ်ကျွမ်းမအင်ဂျင်မှုအမွေနေလည်းရှိတယ်အဲ့ဒါကြောင့်ဒီလိုမျိုးဝန်ဆောင်မှုတွေအများကြီးရှိလို့ဟွာဒီဒေတာခန်ရဲ့တက်မွေးဝမ်းကြောက်လည်းဖြစ်သွားပြီစားဝတ်နေလေဝယ်ဖြိုဖျက်မှုတွေအဆုံးရှိတယ် အများကြီးပဲနော် ဟုတ်တယ် ဒါဆိုလို့ရှိရင်အရင်တုန်းကလူငယ်တွေကဒီရန်အန်းကိုလာခဲ့တုန်းကကြတော့အခက်အခဲတွေကိုဒါပြပြင်ပြောင်းလဲဖို့ဖြစ်မယ်နော်အခုခေတ်လူငယ်တွေရန်အန်းကိုလာခဲ့ကြတာကကြတော့ဒီအခက်အခဲတွေကြားထဲကနေပြီးတော့ဖူးပွင့်ခဲ့တဲ့ပန်းကလေးတွေလက်ရှိမှာဒါဘယ်လောက်ထိလှပနေလဲဆိုတော့ကြည့်ဖို့ဖြစ်မယ်နော် ဟုတ်တယ် လွန်ခဲ့တဲ့နှစ်80ကျော်တုန်းကကျွန်တော်တို့ငယ်ရွယ်တဲ့လူတွေစုကဒီရှန်ရှိပြည်နယ်ရန်အန်းမြို့ကိုလာရောက်ခဲ့ကြပါတယ်သူတို့ကတောင်တွေကိုအိမ်ဖြစ်တူးပြီးတော့အဲ့ဒီဂူအိမ်မှာအိတ်ခဲ့ကြတယ်မျက်တရိုဖနှက်ဖြစ်လုပ်ပြီးတော့စီးခဲ့ကြတယ်လေယာမြေတစ်တွေကိုထုံရက်ဆက်ပြိုးခဲ့ကြတယ်ဒီနေ့ကျွန်တော်နနေဝန်ရဲ့စပားကင်းမှာရက်ပြီးတော့စပားကင်းတွေစိမ့်ဆူလှပနေတာကိုငေးကြည့်ခဲ့ပါတယ်ရွှေရန်အန်းရဲ့လမ်းပေါ်မှာရှောက်ရင်းနဲ့တရုတ်ဖော်ကပြတဲ့လူတွေနောက်ကိုလိုက်ပြီးတော့တမိုင်းချောင်းပုံဖော်တာကိုကိုယ်တိုင်ပါဝင်ခန်းစားခဲ့ပါတယ်။ဒါတွေကတိတ်ကခါသက်မှုတွေကိုဒီကနေ့ရဲ့ချုံမြိန်မှုအဖြစ်ပြောင်းလဲခဲ့တာပဲဖြစ်ပါတယ်။ဒါတွေအားလုံးကရန်အန်းစိတ်တဲ့ရဲ့ဒီကနေ့ခေတ်မှာထင်ရှားပေါ်လွင်တဲ့ပုံစံဖြစ်တယ်လို့ကျွန်တော်ထင်မြင်မိပါတယ်ခင်ဗျာ။